ကျွန်တော်ကတော့ကဘာပေါ်မှာနောက်ဆုံးကြံရစ်ခဲ့တဲ့မော်ချင်းရှောင်ဝေးဂူတင်းချိုင်းရှာဖွေသူတယောက်ပါမြေပြင်အနေထားကိုကြည့်ပြီးဂူတီနေရာကိုအတိအကျဖော်ထုတ်တာလောကတက်ရဲ့အပြောင်းလဲကိုခွဲခြားတာဝူရှင်နဲ့ပါကွာတက်ကြီး၅ပါးနဲ့လက္ခဏာရ၈ပါးကိုသုံးပြီးကောင်းဆိုးအတိတ်နိမိတ်ကိုတွက်ချက်တာပြီးတော့ရင်ရန်လျှို့ဝှက်ကြမ်းနဲ့ပဟေးလီပေါင်းစုံကိုဖြည့်ရှင်းတာတွေဟာအားလုံးကျွန်တော်ဆရာတခင်ကြီးတွေစီကနေလက်ဆင့်ကမ်းရရှိခဲ့တဲ့ထူးခြားဆန်းပြတဲ့ပညာရက်တွေပေါ်ဒါပေမဲ့လူဖွဲ့စည်းတိုးတက်လာတာနဲ့အမျှကျွန်တော်ရဲ့ဒီလိုအရေးချင်းတွေကခင်းနောက်ပြန်ဆွဲတဲ့အယူတီးမှုဆိုပြီးတစိမ့်ကက်ခံခဲ့ရတဲ့ဝမ်းရည်အတွက်မတက်တာတဲ့အဆုံးရှေးဟောင်းကူတင်ချိုင်းတွေစီတွားရောက်စွန့်စားတဲ့အကြောင်းကို live လွှင့်ပြတဲ့အလုပ်ကိုကျွန်တော်လုပ်ကင်ခဲ့ရပါတော့တယ်ဒါပေမဲ့ဘသူကထင်ထားမှာလဲတာမန်လို့ထင်ရတဲ့ဒီကူတင်ချိုင်းထဲမှာနှစ်ပေါင်းထောင်ချီတဲ့အထိမပုတ်မတိုးပဲရှိနေတဲ့အမျိုးသမီးအလောင်းတစ်လောင်းမြုပ်နှံထားလိမ့်မယ်လို့ပြီးတော့ဒီအမျိုးသမီးအလောင်းကဒီနေ့မှာပဲကျွန်တော်အသက်ကိုရန်ရှာဖို့အထိဖြစ်လာခဲ့တာပါလှလိုက်တာဗျာကျွန်တော်စိတ်ထဲမှာအရေးဆုံးရမယ့်အကြံတစ်ခုရှိတယ်ပြောပြရင်ကောင်းမလားမသိဘူးအကိုတို့ရေမြင်ကြလားအသက်ရှင်နေတဲ့လူအတိုင်းပဲအသားရည်ကလည်းတင်းရင်အိဆက်နေတာပဲဟာဘဲကအချစ်မကောင်းတဲ့ကောင်ကလာဖတ်ထားတာလေငါအစီအစဉ်ကိုဖျက်ဆီးနေပြီဟာတွားပြီအလောင်းကြီးလှုပ်လာပြီဗျာအလောင်းကောင်ထကြွလာပြီသူထေးဒီအလုပ်ကိုကျွန်တော်ဆက်မလုပ်တော့ဘူးရဲတွေရောက်လာပြီကျွန်တော်တော့ဆက်ပြီးမလိမ်ရဲတော့ဘူးဟာဒါဆိုဒါကြီးကလိန်ညာနေတာပေါ့ဟုတ်လားဒါကပတ်စံပေးပြီးငှားထားတဲ့လူအပိုးတွေပဲဥစ္စာဒီနေ့လေအလက်ကားအချိန်ကုန်သွားပြန်ပြီရဲဘော်ခမည်းမှာကူတင်းချိုင်းရှာဖွေတဲ့ပညာရက်ရှိတယ်ဆိုပြီးတန်ကြားချက်ရထားတယ်ဒါအမှန်ပဲလားကျွန်တော်တို့အဖွဲ့ထဲမှာအမှုတစ်ခုရှိနေလို့ခမည်းကိုအကြံပေးအဖြစ်ကူညီပေးစေချင်ပါတယ်ရဲရရှိကျွန်တော်တကယ်လို့ကူညီပေးနိုင်ရင်စုချင်းငွေရမှာလားခမည်းငါကြည့်ရတဲ့လောက်တော့မင်းကလူတွေကိုလှည့်စားပြီးဟန်ဆောင်ပြနေတဲ့လူလိမ်တယောက်ပဲငါတို့ကိုတောင်ပြန်ပြီးအခြေအနေလာလုပ်ချင်သေးတယ်ပေါ့ကျွန်တော်ပတ်စံလိမ့်တယ်လို့စော်ကားရင်ခံနိုင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ပညာရက်ကိုစော်ကားတာတော့လုံးဝခွင့်မလွတ်နိုင်ဘူးခင်ဗျားတို့ကျွန်တော်စီလာရှာတာတောင်ပိုင်းမြို့တစ်မှာလေစိတ်ဆောက်တဲ့ကိစ္စအတွက်မလားမင်းနာကိုဘယ်လိုသိတာလဲတောင်ပိုင်းလေစိတ်တိဆောက်ရေးလုပ်ငန်းခွင်ဟာတဝက်လောက်ရောက်တော့အောက်ခြေမှာဂူတင်ချိုင်းတစ်ခုရှိနေတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်ဒါပေမဲ့တဒေတာလုံးကိုနှံ့အောင်ရှာတာတောင်ဂူရဲ့အဝင်ဝါအတိအကျကိုရှာမတွေ့ခဲ့ကြဘူးပိုပြီးစမ်းကြတာကတိဆောက်ရေးအဖွဲ့ကအလုတ်သမား10ကနန်းကျော်လောက်ဟာဘာအကြောင်းပြချက်မှမရှိပဲအသက်ဆုံးရှုံးခဲ့ရတယ်ဒါဟာကျွန်တော်တို့ပြင်ပကိုသတင်းအမှောင်ချထားတဲ့လှုပ်ဝက်ချက်ပဲဟင်းဒါကတော့ကျွန်တော်တွက်ချက်လိုက်တာပေါ့တကယ်ကြီးလား live လွှင့်တဲ့သူကဒီလိုပညာမျိုးပါရှိတာလားမစ္စတာလင်းအခြေအနေကဒီလိုပါကျွန်တော်တို့ပြည်တွင်းကရှေးဟောင်းသုတေသနပညာရှင်အကျော်မော်တွေအကုန်လုံးကိုအကူအညီတောင်းခဲ့ပေမဲ့ဘယ်သူမှဂူတင်ချိုင်းရဲ့တည်နေရာကိုအတိအကျမဖော်ထုတ်နိုင်ခဲ့ကြဘူးသူတို့အားလုံးပြောတာကတော့ဒါဟာမောချင်းရှောင်ဝေးရဲ့ဂူတင်ချိုင်းရှာဖွေတဲ့ပညာရက်နဲ့မှရလိမ့်မယ်တဲ့ကျွန်တော်တို့အင်တာနက်မှာရှာဖွေနေတော့ခမည်းရဲ့ live ကိုတိုက်ဆိုင်တွေ့ခဲ့တာပါခမည်းကပရိသတ်တွေကိုဂူတင်ချိုင်းရှာဖွေတဲ့အသိပညာတွေရှင်းပြနေတာကိုမြင်လို့တကူးတကလာခဲ့ကြတာပါရဲရရှိကြီးတို့ရာကျွန်တော်တို့တွေအခက်တွေ့တိုင်းဖြစ်တယ်လို့ရှောက်လို့မဖြစ်ဘူးလေဗျာဖုံးရွှေစရာရှာရင်တော့လင်းမော့လို့လူလိန်ထက်အများကြီးတာအောင်မယ်ဟုတ်တယ်လူလိန်တွေကြောင့်အလုတ်ပြတ်တယ်ဖမ်းလိုက်တာအေးရောဒါပေါ့အချိန်တွေအလကားမဖြုံးနဲ့တော့ဟင်းဘသူကိုလူလိန်လို့ပြောတာလဲဒီနေ့တော့ဒီဆရာကြီးကခမားတို့ကိုစစ်မှန်တဲ့ပညာရက်ကိုမျက်ဝါးထင်ပြပေးရသေးတာပေါ့ရင်ရန်အမှောင်လဲမလို့စေရပါကွာစကြလှက်ပတ်စေမင်းတကယ်ပဲဂူတင်ချိုင်းရှာဖွေတဲ့ပညာကိုတက်တာလားတက်ယုံနေမကဘူးကျွန်တော်ကဒီပညာရက်မှာအတော်ဆုံးပါရကူပဲကျွန်တော်ဒုတိယလို့ပြောရင်ဘယ်သူမှပထမလို့မပြောရဘူးကျွန်တော်ကရှေးဟောင်းသုတေသနမဟာဖွဲရထားတာပါလင်းမော့ကဗီဒီယိုထဲမှာလူစိတ်ဝင်စားအောင်ဟန်ဆောင်နေတာသူ့မှာဘာအရေးချင်းမှမရှိဘူးရဲရရှိကြီးကျွန်တော်ခံမှန်းတာမမှားဘူးဆိုရင်ခမည်းတော်ပင်ထားတဲ့ဆရာကြီးကနီးလုံချရွှဲငကားနောက်ပြန်ကူရှာတက်ကိုတုံးထားတာနောက်ဆုံးကြတော့ဂူတီနေရာတက်မှတ်တာနဲ့ဥတီကျလန်းကြောင်းရှာတဲ့နေရာမှာတဆူသွားတာလေဒါလည်းမကသေးဘူးခြံစမ်းတောင်ကိုမဖြိုချခင်တုန်းကအဲ့ဒီနားမှာရေကန်ကြီးတကန်ရှိခဲ့တယ်မဟုတ်လားအဲ့ဒီဆရာကြီးကရေကန်ကိုမြင်ချင်းစိတ်လှုပ်ရှားသွားပြီးအဲ့ဒီအရက်မျက်နှာအတိုင်းဂူကိုချက်ချင်းတူးခိုင်းလိုက်တာလေရလက်ကတော့လောက်ဝက်နီးပါအပင်ပန်းခံလုပ်ခဲ့ရပေမဲ့ဂူတင်ချိုင်းရဲ့အရေးရောင်တော့မတွေ့ခဲ့ရဘူးမလားမင်းဘလို့ဖြစ်လို့ဒီလောက်အတိအကျသိနေတာလဲအခုငါတို့ကြုံတွေ့နေရတဲ့အခြေအနေကမင်းပြောတာနဲ့တထေရတယ်ပဲဟာတွားပြီးလင်းမော့မှာတကယ်ပဲအရေးချင်းရှိတာပဲကျွန်တော်ကရှေးဟောင်းသုတေသနမဟာပွဲရပါလင်းမော့ကကန်ကောင်းလို့ကွက်တီတိုးသွားတာတက်ပဲလူကြီးမင်းတို့ခေတ်တွေပြောင်းသွားပါပြီကျွန်တော်တောင်ပိုင်းမြို့တစ်ကိုတိုင်သွားပြီးမစစ်ဆေးရသေးပေမဲ့မြေပုံပေါ်မှာတင်အကုန်လုံးကိုအထင်ရှားမြင်နေရတယ်ဟင်းခမည်းတော်ပင်ထားတဲ့ဆရာကြီးကရေကန်ကိုမြင်တော့ဂူတင်ချိုင်းတီနေရာကိုရှာတွေ့ပြီလို့ထင်နေတာအမှန်တော့ဒါကဂူပိုင်ရှင်ကလူတွေကိုမျက်စိလဲအောင်လှုပ်ထားတဲ့လှည့်ကွက်တက်ပဲဒါကြောင့်လေခမည်းတော်ဝင်းပေါက်ကိုရှာမတွေ့ပဲကြက်ကြနေတာပေါ့ခြံစမ်းတောင်ရဲ့ငကားအကျော်ဟာဒီတိုင်းတင်အကျော်ပေါင်း25ကျော်ရှိတယ်ဒါဟာအားအကောင်းဆုံးငကားအကျော်ပဲဒီလောက်အားကောင်းတဲ့ငကားအကျော်ကဘာဖြစ်လို့နောက်ကြည့်နေတဲ့ရေကန်ကိုငကားမှန်ပြောင်းဖြစ်သုံးပါမလဲမြေပုံတစ်ချက်တည်းနဲ့ဒီလောက်ထိအကွက်စစ်စစ်မြင်နိုင်တာဒီကောင်လေးကတော့မခေဘူးပဲမစ္စတာလင်းခမည်းရဲ့ခွဲချမ်းစိတ်ဖြာမှုကအလွန်မှန်ကန်ပါတယ်ကျွန်တော်တို့တောင်ပိုင်းအမျိုးသားလုံခြုံရေးပြုလို့ကိုကြွရောက်ပြီးလမ်းညွှန်ပြသပေးဖို့ဖိတ်ခေါ်ပေးရစေလမ်းညွှန်နေဆိုတာထက်တိုင်းပြည်ရေးဆိုတော့နိုင်ငံသားတိုင်းမှာတာဝန်ရှိတာပေါ့လေဒါပေမဲ့ပတ်စံတော့ထပ်တိုးပေးရမယ်ဆရာကျွန်တော်တို့စောင့်နေတာ2 နာရီလောက်ရှိပြီသူကဘယ်သူမလို့လဲဒီလောက်အထိကုန်ပြပြီးဆရာကိုအကြာကြီးစောက်ခိုင်းရတာရှောင်းချမ်းစကားကိုစင်ကျင်စမ်းငါတို့သာသူ့ကိုမစောင့်ရင်ရှေးဟောင်းသုတေသနအလုပ်နေတာဒဏ္ဍာရီတဲကချီဝမ်ဂူတင်ချိုင်းဘယ်မှာရှိလဲဆိုတာတော့ငါတို့သိရမှာမဟုတ်ဘူးဟုတ်ပါမလားဆရာရဲ့ဆရာကသိပ္ပံအကယ်ဒမီအဖွဲ့ဝင်တယောက်ပဲဥစ္စာဆရာတော်မဖြေရှင်းနိုင်တဲ့ပြဿနာကိုတခြားလူကဖြေရှင်းနိုင်ပါမလားသူကနိုင်ငံခြားကပြန်လာတဲ့ရှေးဟောင်းသုတေသနပညာရှင်မလို့လားမဟုတ်ဘူးလေအမျိုးသားလုံခြုံရေးပြုလို့ညွှန်ကြားရေးမှူးပြောတာတော့လူငယ်တယောက်ဆိုပဲလူငယ်တယောက်ဟုတ်လားငါတို့ကမှရှေးဟောင်းသုတေသနပညာရဲ့ပါရာဂူတွေဥစ္စာလူငယ်တယောက်ဒီကိုလာတော့ဘာသုံးကြမှာလဲ
မင်းတို့အားလုံးကငါတို့ဗျူရိုရဲ့အထူးကျွန်ဆုံး elite တွေပဲဒီတစ်ခေါက်ချီဝမ်ကကူတင်းချိုင်းထဲကိုဝင်ရောက်တဲ့အခါအေးအေးဆေးဆေးလည်းဖြစ်သွားနိုင်တယ်လို့ကိုးတေတရှင်အသက်ပေးနဲ့အလွန်နီးစက်တာလည်းကြုံရနိုင်တယ်ဘယ်သူမှအာမမခံနိုင်ဘူးဒါပေမဲ့ဘာပဲဖြစ်ဖြစ်မင်းတို့အားလုံးအစွမ်းကုန်စူးစမ်းပြီး Professor ဆုနဲ့ကျောင်းသားတွေရဲ့ဘေးကင်းလုံခြုံရေးကိုကာကွယ်ပေးကြဖို့ငါမျှော်လင့်နေဟုတ်ကဲ့ပါအရာရှိကြီးအလိုဆရာကြီးရောက်လာပြီတောက်ဒီကောင်လေးကဆရာကိုကိုယ်တိုင်ထွက်ချုပ်ခိုင်းရတဲ့ပေါ်ခဏနေလို့သူသားချီဝမ်ကကူတင်းချိုင်းရဲ့ဝင်ပေါက်ကိုရှာမတွေ့ရင်တော့သူ့ကိုငါဘယ်လိုပညာပေးမလဲဆိုတာစောင့်ကြည့်လိုက်မောင်ရင်လင်းမော့မင်းရဲ့နာမည်ကြီးတန်ကိုကြားနေရတာကြာပါပြီ Professor အားနာစရာကြီးဗျာမောင်ရင်လင်းမော့ဒါကတော့ငါတို့ရဲ့ရှေးဟောင်းတုတေသနအဖွဲ့ပဲကြည့်ရတာမစိုးဘူးမလားကျွန်တော်ပတ်ဝန်းကျင်ကိုဝေးဝဲကြည့်ပြီးရှေ့မှာရှိနေတဲ့အရေးချင်းမညီမညာဖြစ်နေတဲ့ရှေးဟောင်းတုတေသနအဖွဲ့ငယ်လေးကိုအကဲခတ်လိုက်တယ်အမှန်တိုင်းပြောရရင်ကျွန်တော်သိတဲ့ဘောမကျဘူးဒါကအသေးခံတက်ဖွဲ့နဲ့ဘာမှမချားနာပါဘူးကူပေးမှန်နဲ့ဝင်ရောက်တယ်ဆိုတာကလေးကစားစရာမဟုတ်ဘူးဆိုတာသိထားရမယ်ထဲကစုံစီအလောင်းကောင်တရေတွေနဲ့စမ်းပြတဲ့တားရဲတိရစ္ဆာန်တွေကတာမန်လူတွေရဲ့အသက်ကိုအလွယ်တကူနှုတ်ယူသွားနိုင်တယ်လက်နဲ့အပြည့်အစုံတက်ဆင်ထားတဲ့အထူးကွန်မန်ဒိုစစ်သား9ယောက်ကာကွယ်ပေးထားတယ်ဆိုရင်တော့မှရေခဲပြင်ပပပေါ်ရှောက်နေရတယ်လို့စိုးရင်စရာပဲကြည့်ရတာကျွန်တော်ပို့ပြီးဂရုစိုက်ပေးရတော့မယ်ထင်တယ်အဲ့ဒီနောက်ကျွန်တော် live လွှင့်လိုက်ရ30စက္ကန့်တောင်မပြည့်ခင်မှာတင်လိုက်ခန်းထဲကိုလူပေါင်း9000ချက်ချင်းတိုးဝေးဝင်ရောက်လာကြတယ်လူကြီးမင်းတို့ခင်ဗျာကျွန်တော်တောင်ပိုင်းမြို့တစ်ကိုရောက်ရှိလို့အမျိုးသားလုံခြုံရေးဖြူလို့နဲ့ပူးပေါင်းဆောင်ရွက်နေပါပြီဆက်လက်ပြီးတော့ကျွန်တော်ကခင်ဗျားတို့ကိုဖန်ချင်းတစ်ရွှဲဖဂူတီနီယာတိကျရှာတဲ့ပညာနဲ့အချီဝမ်အကူတင်းချိုင်းတွေကမြင်ကွင်းအားလုံးကိုပြသပေးတော့မှာဖြစ်ပါတယ်ဒီစကားလဲထွက်လာရောလိုက်ခန်းတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားပြီးအံ့ဩတုန်လှုပ်နေတဲ့ကွန်မင်းတွေကစကရင်တစ်ခုလုံးမှာပြည့်နေသွားတော့တဲ့လိုက်ခန်းတွေကပရိသတ်တွေရဲ့အားပေးမှုကိုစန့်ကျင်ပြီးဘေးနားမှာရှိတဲ့ဟွန်ချမ်းပေါက်ကကျွန်တော်လိုက်လွှင့်ပြီးဂူတီနီယာရှာပြမဲ့အကြောင်းကြားတော့ချက်ချင်းပဲတရောလိုက်လေရဲ့ခင်းနောက်ပြန်ဆွဲတဲ့အယူတီးမှုတွေဒီလောက်ရှေးဟောင်းတုတေသနပညာရှင်တွေအများကြီးရှိနေတာကိုမင်းကဖုံးရွှေအတက်နဲ့ကိုရှာမလို့လားရေစရာကောင်းလုံးတယ်လို့မခံစားမိဘူးလားဟွန်ချမ်းပါရဲ့တရောမှုကိုကျွန်တော်ဂရုမစိုက်ဖဲတန်လိုက်အိမ်မြောင်လော်ပန်ကိုထုတ်ယူပြီးကုန်းမြင့်တစ်ခုစီကိုရှောက်သွားလိုက်တယ်တန်လိုက်အိမ်မြောင်ရဲ့အက်ကတရက်ဆက်လက်ပတ်နေခဲ့တယ်ကျွန်တော်နှုတ်ကနေမန်နန်တွေရွတ်ဆိုလိုက်ရတန်လိုက်အိမ်မြောင်ရဲ့အက်ကခံပါကွာမြောက်ရက်နိမိတ်ထဲမှာတရွရွနဲ့လှည့်ပတ်နေတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ကျွန်တော်မျက်နှာအယောင်ပြောင်းသွားပြီငကားစိမ့်ခန္ဓာကိုပြန်လှန်လိုက်ပြီးချင်းလုံးဖန်ဆန်းဖြစ်သွားပြီတစ်ချိန်တည်းမှာပဲလိုက်ခန်းထဲကပရိသတ်တွေအားလုံးလည်းအသက်ရှူဖို့တောင်မေ့လျှော်ပြီးစိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြပါတော့တယ်ဘာဖြစ်တာလဲလင်းမော်ရဲ့မျက်နှာကဘာလို့ဒီလောက်တောင်ပြတ်သွားရတာလဲမင်းဘာမှမဖြစ်ဘူးမလားတွဲပါကွာအနောက်အရက်နိမိတ်ရဲ့အရက်မျက်နှာကအနောက်တက်တဲ့ပဲဘဲဘက်ကငကားစိမ့်ညဘက်ကကြားဖြူထားပြီးမဲ့တဘာဝပတ်ဝန်းကျင်အပြောင်းလဲကြောင်လာတော့မသိဘူးအနောက်တက်တဲ့မှာရှိနေတဲ့ငကားစိမ့်တောင်ကျောကချင်းလုံးလေးငကားစိမ့်တောင်ကုန်းနဲ့ဝက်ဟူဆန်းကြားဝတ်တောင်တို့ရဲ့စွမ်းရည်တွေကိုစုပ်ယူနေတယ်အဲ့ဒီအချိန်မှာပဲ Professor ဆုကအခြေအနေကိုပထမဆုံးစကားစပြီးဖြိုခွင်းလိုက်ပြီးမေးလာခဲ့တယ်မောင်ရင်လင်းမော့ချီဝမ်ကကူတင်းချိုင်းရဲ့ဝင်ပေါက်ကိုရှာတွေ့ပြီလားအနောက်တက်တဲ့မှာပဲဒါကတကယ်ကိုကောင်းလိုက်တာဗျာပြီးခဲ့တဲ့လအနေငယ်အတွင်းကျွန်တော်ကြားဘူးသမျှထဲမှာအကောင်းဆုံးသတင်းပဲသူတကယ်ရှာတွေ့တာလားအလိမ်ညာလားဘသူတိမှလဲငါတို့ကိုလာနောက်နေတာလည်းဖြစ်နိုင်တာပဲငကားစိမ့်တောင်ပေါ်မှာကျွန်တော်လော့ရန်တူးရင်ရှေးဟောင်းကူတူဂေါ်ပြားရှည်ကိုထုတ်ပြီးမြေကြီးထဲကိုမတ်မတ်စိုက်ချလိုက်တယ်ပြန်နှုတ်လိုက်တဲ့အခါမြေကြီးတချို့ပါလာခဲ့တယ်ကျွန်တော်မြေကြီးတချို့ကိုလက်နဲ့ချစ်ပြီးနှာခေါင်းနာကက်ကနမ်းကြည့်လိုက်တယ်ဒီလိုမျိုးအကြိမ်ကြိမ်လုပ်နေတာကိုမြင်တော့လူတွေအကုန်လုံးဇဝေဇဝါဖြစ်ကုန်ကြတာပေါ့ Professor ဆုကတန်တရားစိတ်နဲ့မေးလာတယ်မောင်ရင်မင်းဒါဘာလုပ်နေတာလဲဒီနေရာဟုတ်မဟုတ်ကိုကျွန်တော်ကြည့်နေတာပါအဲ့ဒီနောက်ကျွန်တော်လော့ရန်တူးရင်ကိုမြေကြီးထဲဒုတိယအကြိမ်မတ်မတ်ထက်စိုက်ချလိုက်ပြန်တယ်ဒါပေမဲ့ဒီတစ်ခေါက်ထွက်လာတဲ့ဂေါ်ပြားပေါ်မှာတော့သွေးလိုနေရဲနေတဲ့မြေကြီးတွေပေးချမ်းပါလာခဲ့တယ်ဒါဘာအခြေအနေကြီးလဲအားလုံးပဲကြည့်ကြဦးဒီမြေကြီးကဘာလို့သွေးလိုနေရဲနေရတာလဲဒါကြီးကအရန်ထူးဆန်းလုံးနဲ့မဟုတ်လားငါတသက်လုံးရှေးဟောင်းတုတေသနလုပ်လာတာဒီလိုအခြေအနေမျိုးတစ်ခါမှမမြင်ဘူးဒါမှမဟုတ်ဒီနေရာမှာပုံမှန်မဟုတ်တဲ့ထူးခြားတဲ့ကိစ္စတစ်ခုခုဖြစ်ခဲ့ဘူးလို့လားမဟုတ်ရင်ဒီမြေကြီးကဘာလို့ဒီလောက်တောင်လန့်စရာကောင်းအောင်နေရဲနေရမှာလဲဟုတ်တယ် Professor ပြောတာအကျိုးအကြောင်းရှိတယ်လင်းမော့မင်းဒါဘာဖြစ်တာလဲဆိုတာသိလားဒီတောင်ကျောရဲ့အောက်ခြေမှာငါတို့ရှာနေတဲ့အချီဝမ်ဂူတင်းချိုင်းရှိတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲဒီနေရာကသွေးလောင်းကောင်ဂူတင်းချိုင်းရွှေရှိမှုလည်းဖြစ်နေတယ်သွေးအလောင်းကောင်ဂူတင်းချိုင်းဟုတ်လားဒီတောင်ကျောအောက်မှာချီဝမ်ကဂူတင်းချိုင်းရှိတယ်လို့ကျွန်တော်ပြောတာကိုကြားတော့လူတွေဟာဝမ်းသာရမယ့်အချိန်တောင်မရှိလိုက်ပဲဒီကြောက်စရာကောင်းတဲ့နာမည်ကြောင့်ဆုံးသွားကြတယ်နာမည်ကြားရုံနဲ့တင်သွေးလောင်းကောင်တွေကိုတိတက်ထည့်ထားတဲ့ဂူတင်းချိုင်းမှန်းတိတာနေတာကို Professor ဆုရဲ့မျက်နှာကချက်ချင်းညှို့မောင်သွားပြီးလိုက်ခန်းထဲကလူတွေလည်းတော်တော်လေးလန့်ကုန်ကြတယ်အကိုတို့ရေခင်ဗျားတို့ပြောကြည့်ကြဦးသွေးလောင်းကောင်ရွှေရှိနဲ့တရေလောင်းကောင်ကျန်းရှိဘသူကပို့ဆွမ်းထက်လဲငါကတော့ကျန်းရှိထင်တာပဲဘာပဲဖြစ်ဖြစ်အဲ့ဒီကောင်တွေကတနတ်တောင်မကြောက်ဘူးဥစ္စာမြေကြီးမှာသွေးစွန်းနေတာကကူပိုင်ရှင်ဟာရွှေတွေငွေတွေအပြည့်စုံဆင်ញမ်းထားတယ်ဆိုတာကိုပြနေတာပဲသွေးလောင်းကောင်ဆိုတာအလွန်ပဲမကောင်းဆိုးဝါးဆန်တဲ့အရာဖြစ်ပြီးကူပိုင်ရှင်အတွက်ကူပေးမှန်ကိုစောက်ရှောက်ပေးနိုင်တဲ့သွေးလောင်းကောင်ကူတင်းချိုင်းရွှေရှိမှုဆိုတာကူအမိုးပေါ်မှာစွန်းဆောင်စုပင်တွေဒါမှမဟုတ်ဟင်းသာပြတာကျူးရှားတွေအုပ်ထားတဲ့ကူမျိုးကိုခေါ်တာပါလို့ရန်တူးရင်းနဲ့တူးထုတ်လိုက်တဲ့မြေကြီးကသွေးလိုနေရဲနေတတ်ပြီးချင်းခစ်နဲ့ဟန်ခစ်ကကူတင်းချိုင်းတွေဟာဟင်းသာပြတာနဲ့အပြင်းဆုံးပဲဒါကြောင့်မို့အရက်မျက်နှာကမမနိုင်ဘူးဒီတောင်ကျောရဲ့အောက်ခြေဟာချီဝမ်ကူတင်းချိုင်းပဲဘေးနားက Professor ဆုကကျွန်တော်ရဲ့ရှင်းပြချက်ကိုကြားပြီးနောက်မတိမတာတက်ပြင်းချနိုင်သွားတဲ့သူကသွေးလောင်းကောင်ဆိုတာကိုမောင်ရင်လင်းမော့အောက်ခြေကချီဝမ်ကူတင်းချိုင်းဆိုရင်တို့တွေဘယ်နေရာကနေဝင်ရမလဲကူထဲဆင်းဖို့ဆုံးဖြတ်ပြီးပြီဆိုမှတော့အရာရာကိုအပြည့်အစုံပြင်ဆင်ထားရမယ်အောက်ကအလောင်းကတရေအလောင်းကောင်ဖြစ်ပြောင်းလဲသွားတာမျိုးရှိပြန့်ဖြစ်တာရှိနိုင်တယ်ဒီကဘာပေါ်မှာတကယ်ကြီးကျန်းရှိတွေရှိလို့လားငါတသက်လုံးရှေးဟောင်းတုတေသနလုပ်လာတာအလောင်းကောင်ကနေတရေဖြစ်သွားတာတခါမှမမြင်ဘူးအားလုံးပဲမကြောက်ကြနဲ့လူတွေကသူတို့ဘာသာသူတို့တက်တိမွေးပြီးအားပေးနေကြတာကိုမြင်တော့ကျွန်တော်နည်းနည်းရဲချင်းမိသွားတယ်ကျွန်တော်ကသူတို့ကိုတတိရှိနေကြဖို့တတိပေးုံတွေရှိသေးတယ်သူတို့ကတော့စိတ်သက်တွေအလွန်မင်းတက်ကြွကုန်ကြပြီးဒီလိုနဲ့ပဲရှေးဟောင်းတုတေသနအဖွဲ့ဟာထပ်မံပြင်ဆင်ပြီးထွက်ခွာခဲ့ကြတယ်ကျွန်တော်နောက်ကနေလိုက်လာတဲ့စူးချင်းရွက်ကတန်တရားစိတ်နဲ့မေးလာခဲ့တယ်လင်းမော့
မင်းပြောတဲ့သွေးလောင်းကောင်ဆိုတာတကယ်တော့ဘာကောင်လဲဟင်စုံစီအလောင်းကောင်တရဲ့အသေးစားလေးတစ်ကောင်ပါပဲကျွန်တော်လက်မကြည့်ပဲပြန်ဖြေလိုက်တယ်သူတို့ကိုဒီလိုရာမျိုးရှင်းပြဖို့ကျွန်တော်လည်းမတတ်နိုင်ဘူးကိုယ်တိုင်မမြင်ဘူးလေသူကတော့လုံးဝယုံမှာမဟုတ်ဘူးလေစကားပုံတိုင်းပဲမျက်မြင်ကိုယ်တွေ့မှအမှန်ပေါ့2 နာရီကြာပြီးနောက်ကျွန်တော်တို့ဟာတန်လိုက်အိမ်မြောင်ညွှန်ပြတဲ့နေရာကိုနောက်ဆုံးတော့ရောက်ရှိခဲ့ကြတယ်ဒီနေရာပဲထင်တယ်အလုပ်ဆောက်ဖို့ပြင်ကြစုပရိုဖက်ဆာစုကအလုပ်တွေကိုစနစ်တကျခွဲဝေပေးခဲ့တယ်လူတွေကကိုခန္ဓာကြံ့ခိုင်မှုတာမန်ပဲဆိုပေမဲ့အဖွဲ့အစည်းစိတ်သက်အလွန်ကောင်းမွန်လို့မကြခင်မှာပဲမြေတွင်းတူးတဲ့အလုပ်ကိုစတင်နိုင်ခဲ့ကြတယ်အထူးကွန်မန်ဒိုစစ်သား9ယောက်ကတော့ပတ်လဲကိုဖြန့်ကျက်ပြီးတနက်တွေကိုစီနဲ့ကင်းဆောင်ပေးနေတာကြောင့်ရှေးဟောင်းတူတေသနာအဖွဲ့အတွက်50စတူရန်မီတာပတ်လဲဟာလုံးဝလုံခြုံတဲ့ area ဖြစ်သွားခဲ့တယ်ကျွန်တော်လည်းလော့ရန်တူးရင်းကိုလှမ်းယူရင်းသတိပေးလိုက်တယ်အားလုံးပဲအနောက်တဲ့ကိုပဲ UTB တူးရမယ်နော်သတိထားပါမြေတွင်းကိုစောင်းစောင်းလေးတူးရမယ်မတ်မတ်ကြီးတူးလို့မရဘူးဒီမှာမင်းနဲ့ဘာဆိုင်လို့လဲငါတို့ကမှရှေးဟောင်းတူတေသနာပညာရှင်တွေဥစ္စာမင်းကဒီနေရာရှာပေးပြီးပြီဆိုရင်ငါတို့ပြောတာပဲနားထောင်ရတော့မယ်ဟွမ်ချမ်းပါမောင်ရင်လင်းမော့ကစေတနာနဲ့တတိပေးနေတာကိုမင်းကဘာလို့အော်ဟစ်နေရတာလဲငါတို့သဘောတူထားတာကိုမမေ့နဲ့မောင်ရင်လင်းမော့ကမှအဖွဲ့ကောင်းဆောင်ပရိုဖက်ဆာစုရဲ့ငောင်ငန်းမှုအောက်မှာဟွမ်ချမ်းပါဟာချက်ချင်းပဲအမီးကုတ်သွားပြီးကျွန်တော်မှားသွားပါတယ်ဆရာဟွမ်ချမ်းပါရဲ့မမာနာထောင်မမှုကိုကြည့်ပြီးကျွန်တော်ခက်ပြုံးပြုံးပဲနေလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ခဏနေလို့ဂူဘေးမှန်နဲ့ရောက်တဲ့အခါသူ့ကိုအကောင်းဆုံးသင်ခန်းစာတစ်ခုပေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပြီမလို့ပဲမကြခင်မှာပဲချီဝမ်ကူတင်ချိုင်းရဲ့ဝင်ပေါက်ကိုရှာတွေ့သွားခဲ့တယ်ဒါပေမဲ့စမ်းကြယ်တာကဒီဝင်ပေါက်ဟာကူခိုးတူးသမားတွေဖောက်ထားတဲ့မြေတူးတွင်းတောက်တုံးဖြစ်နေတာပဲဆိုလိုတာကကျွန်တော်တို့မတိုင်ခင်ဒီနေရာကိုကူခိုးတူးသမားတွေရောက်ဖူးနေပြီပေါ့ကျွန်တော်တစ်ချက်ကြည့်လိုက်တော့မြေတူးတွင်းနဲ့ကူဘေးမှန်ချမ်းပြင်ကြားမှာ6 မီတာလောက်ကွာဝေးနေသေးပြီးအပြင်ဘက်ကိုလည်းတာမန်မျက်စိနဲ့မြင်နိုင်တဲ့ဖုံမုံမွားတွေလွတ်ပြန်ထွက်လာနေတယ်မောင်ရင်လင်းမောကတော့တကယ်ဆရာကြီးပီတာပါပေတယ်ဒီလောက်မြန်မြန်နဲ့ပေါက်အောင်တူးနိုင်ခဲ့တယ်ဟုတ်လားပရိုဖက်ဆာစုရဲ့မျက်နှာတစ်ခုလုံးဝမ်းသာပီတိတွေလွှမ်းနေခဲ့တယ်ကျွန်တော်ကတော့အဖွဲ့ကိုသတိပေးလိုက်တယ်ကျိုးတွေပြင်ထားကြပါမြေတူးတွင်းကနေဂူလန်းချောင်းကျမ်းပြင်အထိ6 မီတာလောက်မြင့်တယ်လေထုခဏလောက်လဲပတ်သွားအောင်စောင့်ပြီးမှတို့တွေအထဲဝင်ကြမယ်ကိရိယာတွေအကုန်အစင်သင့်ပြင်ထားပါနောက်ဆုံးတော့ချီဝမ်ကူတင်ချိုင်းတဲ့ကိုဝင်ခွင့်ရတော့မှာပဲခဏအကြာမှာတော့လူတိုင်းအစင်သင့်ဖြစ်နေကြပြီးအထူးကွန်မန်ဒိုစစ်သား3ယောက်ကအရှိကနေလမ်းဖောက်ပြီးဂူထဲကိုအရင်ဆုံးဝင်သွားကြတယ်နောက်ထပ်ကွန်မန်ဒိုစစ်သား4ယောက်ကတော့အနောက်ကနေလုံခြုံရေးယူပေးပြီးရှေးဟောင်းတူတေသနာအဖွဲ့ကိုအလဲမှာအသေးချာကာကွယ်ပေးထားတာပေါ့လူတိုင်းကြိုးအတိုင်းရှော့ဆင်းပြီးဂူလန်းချောင်းနဲ့ရောက်သွားတဲ့အခါကျွန်တော်ကအဖွဲ့ရဲ့အရှိဆုံးကိုအသာလေးလျှောက်သွားလိုက်တယ်တို့တွေဘယ်နေရာကိုရောက်နေတာလဲလင်းမော့ဝင်မောက်ကိုရှာတွေ့ပြီဆိုတာမဟုတ်ဘူးလားဟွမ်ချမ်းပါကနားမလည်နိုင်စွာမေးလာတယ်အဲ့ဒီစကားကိုကြားတော့ပရိုဖက်ဆာစုကခေါင်းခါလိုက်ပြီးချီဝမ်ကူတင်းချိုင်းကအတိုင်းစားထက်ကျဲပြောလာတာကွာငါတို့သာအဝင်ဝတကားမကြီးကနေဝင်ရင်ပေတော်မြင့်တဲ့ကြောက်တကားကြီးကိုတွေ့ရမှာပြီးတော့အဲ့ဒါကိုတန်ရီပူတွေနဲ့ပါပိတ်လောင်းထားတာအဲ့ဒီအချိန်ကျရင်ရမ်းဘီလူးနဲ့ဖြိုခွဲရုံကလွဲလို့တခြားနည်းမရှိဘူးအခုမောင်ရင်လင်းမော့ငါတို့ကိုခေါ်လာတဲ့လမ်းကအဲ့ဒီကြောက်တကားကြီးရဲ့အနောက်ဘက်ကလမ်းကြောင်းဖြစ်လို့ခိုင်ခန့်လာတဲ့တကားမကြီးကိုတိုက်ရိုက်ရှောင်ကွင်းလာနိုင်ခဲ့တာပဲခွန်ချမ်းပါဟာတရွေးတစ်ချက်မျိုးချလိုက်ပေမဲ့ကျွန်တော်မှအရေးချင်းရှိတာကိုတော့ဝင်မခံချင်သေးပဲသူ့မှာအုံနောက်နည်းနည်းရှိတယ်လို့ပဲပြောရမှာပေါ့ဒါပေမဲ့ကူပေးမှန်နဲ့ရောက်သွားရင်တော့ငါတို့ရှေးဟောင်းတူတေသနာပညာရှင်တွေလက်စွမ်းပြရမယ့်အလှည့်ပဲဟိုးမှာကြီးစမ်းအဲ့ဒီအပေါ်မှာဟန်ခစ်လက်ရနိုင်ရန်စေးပကြီးတွေအပြည့်ပဲဒါကဒဏ္ဍာရီတဲကချီဝမ်စစ်မြေပြင်ဝင်ချီတက်ပုံမဟုတ်လားပရိုဖက်ဆာစုကစိတ်လှုပ်ရှားစွာနဲ့တမိုင်းမှတ်တမ်းတွေအရချီဝမ်ဟာလူငယ်ဘဝတုန်းကကောင်းစုအေဂရစ်နောက်လိုက်ပြီးစစ်မြေပြင်အနှံ့စစ်ချီခဲ့တဲ့အင်အားနည်းနည်းနဲ့အင်အားအများကြီးကိုအနိုင်ယူခဲ့တဲ့စစ်ပွဲအံပွဲတွေကိုသူကိုယ်တိုင်မြင်းစည်းစစ်တွေကိုဥဆောင်ပြီးဖန်တီးခဲ့တာဒီနိုင်ရန်စေးပကြီးတွေကချီဝမ်ရဲ့တသက်တာတမိုင်းကြောင်းကိုကွက်ကွက်ကွင်းကွင်းဖော်ပြနေတာပဲလူတိုင်းဟာပရိုဖက်ဆာစုရဲ့ရှင်းပြချက်ကိုနားထောင်ရင်းရာစုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့နိုင်ရန်စေးပကြီးတွေကိုမေးမောကြည့်ရှုနေကြတယ်စစ်မြေပြင်နဲ့ကိုယ်တိုင်ရောက်နေတယ်လို့ခံစားရရင်တိတ်ကောင်းပါပဲအမှန်တိုင်းပြောရရင်ဒီပကြီးတွေကတို့ဟန်လူမျိုးတွေရဲ့ခန့်ညားထဲဝါမှုကိုတကယ်ကိုပေါ်လွင်စေတာပဲရုတ်တရက်လမ်းဘေးဝဲရာကနိုင်ရန်စေးပကြီးတွေရဲ့ရေးဆွဲပုံစတိုင်ကအေးဆက်ဆက်နဲ့ထူးဆန်းချောက်ချားဖွယ်ရာပုံစံမျိုးပြောင်းလဲသွားတာကိုလူတိုင်းသတိပြုမိလိုက်ကြတယ်အရှိပိုင်းကတောက်ပဆူပြီးတဲ့အယောင်သွေးတွေနဲ့မတူပဲအနောက်ပိုင်းကပကြီးတွေကလူကိုကြောချမ်းပြီးကြက်တီးမွေးညင်းထစရာကောင်းလာတယ်ဒီလိုပကြီးစတိုင်ပြောင်းလဲသွားတာဟာအမျိုးသားနဲ့အမျိုးသမီးရဲ့ပူဇော်နေတဲ့ရကောင်ပူဇော်ပုံကနေစတင်ခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းအကြောင်းအရာတွေကတော့တဖြည်းဖြည်းနဲ့အမောက်ထုတဲ့ကိုဥတီသွားပါတော့တယ်ချီဝမ်ဟာတောင်ပိုင်းမျိုးနွယ်စုတွေကိုကိုယ်တိုင်စစ်ချီပြီး10ရက်တိုင်တိုင်လူအစုလိုက်အပြုံလိုက်တက်ဖြတ်ခဲ့တယ်ချီဝမ်ဟာတောင်ပိုင်းမျိုးနွယ်စုတွေရဲ့ကောင်းကင်ရဲ့ပူဇော်တဲ့နေရာမှာနတ်ဖျားစာအုပ်ချမ်းရှူးကိုအပေါ်မြောက်ကင်ထားပြီးလူပေါင်း3သိန်းကတော့ချီဝမ်ကူတင်ချိုင်းကိုတိစောက်ခဲ့ကြတယ်တက်ရှိအမျိုးသမီးငယ်လေးတွေရဲ့နှလုံးနဲ့အသေးပေါင်း300ကိုရပူဇော်ပြီးတဲ့နောက်ချီဝမ်ဟာအရေးပြားအဟောင်းကိုလဲလှယ်ပြီးမွေးလိုအရေးကုန်လဲပြီးထာဝရအသက်ရှင်ခြင်းကိုရရှိဖို့အတွက်ဂူဘေးမှန်တဲ့ကိုဝင်ရောက်သွားခဲ့တယ်နောက်ဆုံးကြံတဲ့နိုင်ရန်စေးပကြီးတစ်ချက်ကတော့အမြင့်ပေ20ကျော်နှစ်ကျန်လောက်ထိရှိပြီးပရိုဖက်ဆာစုကစပြီးရှင်းပြဖို့လုပ်တုံးရှိသေးတယ်သူမျက်နှာတစ်ခုလုံးရုတ်တရက်တွေးဆုပ်ပြူကျော်သွားတော့တာပဲသူတယောက်တည်းတင်မဟုတ်ဘူးကျွန်တော်ကလွဲလို့ကျန်တဲ့သူတွေအကုန်လုံးမျက်နှာတွေပြနှန်းကုန်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ရန်စေးပကြီးပေါ်မှာရေးဆွဲထားတဲ့အရာကရှေးဟောင်းတူတေသနာအဖွဲ့ဝင်15ယောက်ဟာကြိုးအတိုင်းရှော့ဆင်းပြီးချီဝမ်ကူတင်ချိုင်းနဲ့ရောက်လာကြတယ်လမ်းကြောင်းထဲမှာနိုင်ရန်ပကြီးတွေကိုမိမောကြည့်ရှုနေကြပြီးလမ်းဆုံးကကူဘေးမှန်တဲ့ကိုရှောင်းလန်းဝင်သွားကြတယ်အဲ့ဒီနောက်ကြောက်ခေါင်းတလားကိုဖွင့်လိုက်တဲ့အခါအထက်ကနေတွေးလောင်းကောင်ရွှေရှိတကောင်ခုန်ထွက်လာပြီးလူတွေအကုန်လုံးကိုတိုက်ခိုက်နေတဲ့မြင်ကွင်းကြီးဖြစ်နေလို့ပဲအထူးကွန်မန်ဒိုစစ်တီအဖွဲ့ကောင်းဆောင်ဖာကူလီကပထမဆုံးသတိဝင်လာပြီးអော်လိုက်တယ်အားလုံးပဲသတိအနေထားနဲ့ကာကွယ်ရေးပြင်ကွန်မန်ဒိုစစ်သား6ယောက်ဟာချက်ချင်းပဲခန်းစစ်အသွင်ပြင်ပြီးရှေးဟောင်းတူတေသနာအဖွဲ့ကိုပတ်လေကနေဝိုင်းရန်ကာကွယ်ပေးလိုက်ကြတယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကချီဝမ်ဟာတို့တွေရောက်လာမယ်ဆိုတာကိုကြိုတင်ပြီးဘယ်လိုလုပ်သိနေရတာလဲသူတကယ်ပဲကြင်ကြံပြီးနတ်ဖျားဖြစ်သွားတာလားအဖွဲ့ဝင်အားလုံးရဲ့ရင်ထဲမှာဒီလိုမျိုးယုတ်တိမရှိတဲ့အတွေးဆန်းကြီးဖြစ်ပြေးသွားကြတယ်ဒါပေမဲ့ကျွန်တော်လုံးဝမထင်မှတ်ထားတာကစူချင်းရွက်ဟာမျက်နှာတစ်ချက်မပြတ်ပဲဖုန်းကိုအပေါ်မြောက်ကင်ထားပြီး live လွှင့်ခန်းတွေကကြည့်ရှုသူတွေကိုနိုင်ရန်ပကြီးရဲ့အကြောင်းအရာတွေကိုအထင်ရှားပြသနေတာပဲဟာတကယ်ကြီးလားဗျာဒီနိုင်ရန်ပကြီးကရှေးဟောင်းတူတေသနာအဖွဲ့ရောက်လာမှာကိုကြိုတင်ဟောကိန်းထုတ်ထားတဲ့ပေါ့မယုံနိုင်စရာပဲလူဦးရေကလည်းအပိုလိုမရှိအတိအကျပဲ15ယောက်တဲ့ဝစ်စင်ထားတဲ့အဝစ်စားစင်ရင်ထုံးဖွဲ့မှုတွေအထိပါအထင်ရှားမြင်နေရတဲ့ဟာ